အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့ပဇွန်မဆလာချက်ဖို့အတွက်ပဇွန်လေးတွေကိုတေချာတန့်စင်ပြီးတော့ဂျေးမြင်တွေကိုထုတ်ထားပေးပါမယ်ပဇွန်တွေအကုန်လုံးကိုတန့်စင်ပြီးတော့ဇလုံးတစ်ခုထဲမှာထည့်ထားပေးပါမယ်ပြီးရင်တော့ဟင်းစားချက်ဖို့ကြက်သွန်နီကြက်သွန်ဖြူဂျင်းရှမ်းနက်နံမကြီးသီးမဲ့ကြက်ဥတို့ကိုပြင်ထားပေးပါမယ်ဒီနေရာမှာကြက်သွန်နီကိုနှုတ်နှုတ်လေးလီးထားပေးပါမယ်ဆက်ပြီးတော့ဂျင်းနဲ့ကြက်သွန်ဖြူကိုလည်းညက်နေအောင်ထောင်းထားပေးရပါမယ်ဂျီသီးမဲ့ကိုလည်းရင်သွေးစိမ်ထားပေးပါမယ်ခင်ဗျာပြင်ထားတဲ့ကြက်ဥတွေကိုလည်းတေချာခလောက်ထားပေးပါမယ်ခင်ဗျာပြီးရင်တော့ဟင်းစားချက်ဖို့အတွက်အိုးထဲကိုစီထည့်ပြီးတော့စီပူလာအောင်စောင့်ပါမယ်ခင်ဗျာစီပူလာပြီဆိုတာနဲ့အိုးထဲကိုစနွေးမုတ်ပြီးတော့ထောင်းထားတဲ့ဂျင်းနဲ့ကြက်သွန်ကိုစီးတက်ပေးထားပါမယ်ပြီးရင်တော့နှုတ်နှုတ်လီးထားတဲ့ကြက်သွန်နီကိုထည့်ပြီးတော့မှတေချာချာစီးတက်ပေးပါမယ်စီးတက်ထားတာလေးရဲလာပြီဆိုရင်တော့ပဇွန်တွေကိုထည့်ပြီးတော့မှလုံးမိထားပါမယ်ပြီးရင်တော့ရေနည်းနည်းထည့်ပြီးပဇွန်တွေကိုကြက်အောင်မှွေထားပေးပါမယ်ဒီနေရာမှာရေအများကြီးကိုတစ်ခါတည်းမထည့်ပါဘူးအရသာအတွက်စားအချုံမုံထည့်ပါမယ်လဲရဲလာပြီဆိုရင်တော့ရေလေးဖြောထားတဲ့မကြီးသီးမဲ့အရေကိုစစ်ပြီးတော့ထည့်ပါမယ်ပြီးရင်တော့ဖုံးခဏအုပ်ပြီး10မိနစ်လောက်တဲထားပေးပါမယ်ကျက်လာပြီပဇွန်နဲ့အရည်တွေလည်းထွက်လာပြီဆိုရင်တော့ခလောက်ထားတဲ့ကြက်ဥကိုဖြည်းဖြည်းစီလောင်းထည့်လိုက်ပါမယ်ခလောက်ထားတဲ့ကြက်ဥတွေကိုပဇွန်နဲ့ရောသမမွေအောင်တေချာမွေပေးထားပါမယ်ပြီးရင်တော့မဆလာထည့်ပါမယ်မဆလာကိုတော့ကလားလေးမဆလာကိုသုံးထားပါတယ်မဆလာကိုမိမိကြိုက်တဲ့တလောက်ထည့်လို့ရပါတယ်ခင်ဗျာနောက်ဆုံးမှာတော့ရှမ်းနံနံလေးတွေကိုကကြီးလေးနဲ့ပပလေးတွေညှက်ထည့်ထားပေးပါမယ်ခုဆိုရင်တော့စားလို့ကောင်းတဲ့ပဇွန်မဆလာချက်လေးရပါပြီခင်ဗျာဒီလိုလွယ်ကူရုပ်ရှင်နဲ့ဟင်းချက်နည်းတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like share subscribe and comment လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ခင်ဗျာနောက်တစ်ပတ်ဒီမှာလည်းဘိုင်းလေးချက်စီခြင်းလဲဆိုတာ comment box ထဲမှာမှန်ခဲ့ပြပါအောင်ခင်ဗျာ